ကိုချစ်တဲ့အလုပ်ကိုလုပ်နေရတဲ့ feeling ကတော်တော်မိုက်တယ်ဗျာတခါတလေဆိုထမင်းလဲမလို့ဟင်းလဲမလို့ဟာရသိတိပြီးနေတာတော့ထင်ရတယ်ဒါကတော့ coffee လုပ်ငန်းလုပ်နေတဲ့ coffee ကိုချစ်တဲ့ကျွန်တော်ရဲ့ one of the day ပေါ့နော်ဘာပဲလုပ် communicate စားလုပ်ပြီး first time စားတွေ့ရပြီဆို impression ကအရေးကြီးရလေနော်အဲ့တော့ WhatsApp ပြင်ဆင်ရတာပေါ့ဗျာဒီနေ့က coffee ဆိုင်ပိုင်ရှင်တွေ coffee ချစ်တဲ့ကြိုက်တဲ့သူတွေနဲ့တွေ့မယ်သူတို့မှာထားတဲ့ coffee roasted beans တွေအမုန်းတွေ simple beans တွေတုပ်ပို့မယ်သူတို့နဲ့ coffee အကြောင်းပြောမယ် coffee တောက်မယ်ပေါ့ဗျာကျွန်တော်ဒီ business ကိုစတင်ခဲ့တဲ့ရွေးချက်တွေအကောင့်တွေပေါ်နိုင်ဖို့ကျွန်တော်ကိုယ်တိုင် coffee လိုက်ပို့တယ် coffee ဆိုင်တွေ slow bar တွေ coffee လုပ်ငန်းလုပ်တဲ့သူတွေနဲ့ communicate လုပ်တယ်ယုံကြည်မှုတည်ဆောက်တယ် coffee စစ်ကကောင်းကျိုးတွေများတော့ coffee ယဉ်ကျေးမှုပို့ပြီးတော့တွင်ကျလာအောင်စူးစမ်းရမှာပေါ့ဗျာဒီနေ့လမ်းကြောင်းကိုတော့အရန်မိုက်တဲ့ coffee ဆိုင်မှာ espresso တစ်ခွက်နဲ့ပိတ်လိုက်တယ်ဆိုင်ကအရန်မိုက်တယ်ဗျာငြိမ်ချမ်းတယ် easy တယ်ဒီလိုပဲ coffee ဒီမှာတနေ့တာကတော့ coffee နဲ့စပြီးတော့ coffee နဲ့ဆုံးလိုက်တာပေါ့